ယောက်မှဝမ်းပိုချုပ်လာတဲ့လူတွေရှိလားရှိတယ်ဆိုတော့ဒီကဗီဒီယိုဖိုင်လေးကိုကြည့်သွားပေးပါရှင်။ဘာကြောင့်မို့လဲဆိုတော့ဆောင်းရာဒီမှာဝမ်းပိုချုပ်ရတဲ့အကြောင်းရင်းလေးကိုညိုနည်းနည်းလေးပြောပြပေးမယ်။ဒါကကျတော့ရေတောက်နေတာအဓိကဖြစ်တယ်ပေါ့နော်။ရေတောက်နေတာပါတယ်ပြီးကြရင်တော့ညိုတို့မနေ့စောစောကိုအရာမထားဖြစ်တာလဲပါကောင်းပါနိုင်တယ်။ပြီးရင်တော့ fiber ဆိုတဲ့အမြင်ဓာတ်တွေများများကျွယ်ဝအောင်ကိုမစားဖြစ်ကြတဲ့သူတွေဒီတုံမျိုးဟာဆိုတော့ဝမ်းအဓိကချုပ်ကြပါတယ်တခြားအကြောင်းရင်းတွေတော့ရှိတယ်ဒီအကြောင်းရင်းကတော့ပို့ပြီးတော့များတယ်ပေါ့နော်ဒါကြောင့်မို့အဲ့လိုလူတွေအတွက်ကိုဆွေတို့ကာကွယ်ရမယ့်နည်းလမ်းလေးကိုလည်းနည်းနည်းလေးပြောပြပေးမယ်နော်ဒါကြတော့ဗာလဲဆိုတော့ဆွေတို့ဒီ fiber များများစားပေးရမယ်ပေါ့နော် fiber လို့ခေါ်တဲ့အမြင်ဓာတ်များများစားပေးပါပြီးကြတော့ magnesium ကျွယ်ဝတဲ့အစားအစာမှန်တယ်မြစားပေးပါအကယ်၍ကိုကမက်ဂနီဆီယမ်ကျော်ရတဲ့အစားစားပါလဲဆိုတာမသိသေးဘူးဆိုတော့ TikTok ဆက်ပါမှာရိုက်ရှာလို့လည်းရတယ်ကိုအဆင်ပြေတဲ့နေရာမှာရိုက်ရှာကြည့်လို့ရတယ်အဲ့ဒီမက်ဂနီဆီယမ်ကျော်ရတဲ့အစားစားလေးကိုစားပေးအကယ်၍အဲ့ဒီဟာတဲအမကိုဝမ်းကသားချုပ်နေသေးတယ်ဆိုတော့လေကျွန်တော်က fiber လေးတွေကိုစောင့်ထားစေခြင်းနဲ့နေ့တိုင်းတောက်ရမယ်လို့မဆိုလို့ဘူးနေ့တိုင်းတောက်နိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်ဦးလန်းချောင်းကိုတန့်ရှင်းလုပ်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကfiber လေးကိုတောက်ကြည့်စေခြင်းနဲ့ပေါ့နော်ဒီလို fiber လေးတွေကိုတောက်ကြည့်စေခြင်းနဲ့ဒါလေးဆိုတော့ strawberry ဒင်ဂျင်အရတာနဲ့လှုပ်ထားတဲ့ fiber လေးပေါ့နော်သူကကျတော့ဈေးလည်းအရန်မများဘူးလူတန်းစားမရွေးသုံးနိုင်တယ်တစ်ထုပ်ကိုမှမြန်မာငွေဟိုအခုလောလောဆယ်တော့26,500နဲ့၄ထုပ်ရနေသေးတယ်နောက်တစ်ခေါက်နောက်လောကြရင်တော့ကျွန်တော်တို့က29,500နဲ့ရမယ်ပေါ့နော်အကယ်၍လူဟောင်းနေဆိုရင်တော့အထူးဈေးလေးနဲ့လုပ်ပေးထားတယ်အဲ့တော့အခုဒီဗီဒီယိုကလာတဲ့လူတွေအနေနဲ့ကိုကကျတော့ဒီ fiber S လေးကိုလိုချင်နေဆိုတော့26,500နဲ့အမြန်လေးယူပေးပါဒီအထုပ်ကြီးတစ်ထုပ်မှာဆိုတော့ညတို့ဟိုပါပေါ့နော်30ပါတယ်အထုပ်3010 gram နဲ့ပေါ့နော်ပါပါတယ်ရှင့်လူတောက်လို့မရဘူးစီဒိုတမန်ကရှန်ကဖြစ်တဲ့စီဒိုဆိုတော့ဒါလေးကိုတောက်လို့ရတယ်နော်နောက်ထပ်ကျတော့အစာအိမ်မားတွေဆိုတော့မတောက်စေချင်ပေါ့နော်အစာအိမ်မားတွေလုံးဝတောက်လို့မရဘူးကြောက်ကယောဂဟာဆိုရင်လည်းလုံးဝတောက်လို့မရပါဘူးဒါကလွယ်ရင်ညို့တို့စီမှာဒီက fiber S လေးကိုမြန်မာငွေ26,500နဲ့အများဆုံးလေးတာလာမှာလိုက်ပါရှင်အဲ့တော့အခုဒီဘောကလာတဲ့လူ address ဆိုတော့အထူးအကန်ကောင်းပါတယ်လို့လေးတော့ပဲကျန်တာဖြစ်တဲ့အတွက်ရန်ကန်ကောင်းတယ်နော်မတို့နောက်သူများစီမှာဘယ်မှာမှမရနိုင်သေးစေဘသူပဲဈေးရောက်တဲ့လူတွေရှိမှာဒါမှမရနိုင်တော့ဘူးစမျိုးနဲ့စမျိုးရဲ့အမျိုးသားအကောင့်မှာပဲရတော့တဲ့ဈေးပါလိုအပ်တယ်ဆိုရင်တော့အမြန်လေးမှာတာနေစိတ်ချရမှာပဲရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်